ခဏလေးအတွင်းမှာဘာမဆိုဖြစ်သွားနိုင်တယ်ဒါဒီအခုဒီလက်ရှိဖြစ်ပြနေတဲ့ဒီငလျင်ဘေးဒဏ်ကိုကြည့်လိုက်လို့ရှိရင်မျက်စိတမှိတ်လေးအတွင်းမှာအားလုံးပြောင်းလဲကုန်ကြတယ်မိဘနဲ့သားသမီးကြည့်ပြန်တော့လဲမိဘနဲ့သားသမီးလည်းကွဲတငယ်ချင်းဆွေမျိုးမောင်နှမတွေနဲ့ကြည့်ပြန်တော့လဲတယောက်နဲ့တယောက်ဝေးကွာသွားကြရတယ်ဒီဒါကိုကြည့်ခြင်းအဖြစ်ဒီတခဏလေးအတွင်းမှာဘာမဆိုဖြစ်သွားနိုင်တယ်အဲ့လိုမျိုးဒီမခွဲခွာခင်မနှုတ်ဆက်ခင်လေးမှာတယောက်နဲ့တယောက်အမုန်းအာဃာတတွေနဲ့ပြောဆိုနေမယ်သားသမီးနဲ့မိဘဆွေမျိုးမောင်နှမတွေနဲ့အမုန်းအာဃာတတွေနဲ့ပဲပြောဆိုဆက်ဆံနေမယ်ဆိုလို့ရှိရင်အခုလိုမျိုးဖြစ်သွားတဲ့အချိန်မှာဘယ်လိုမှလည်းမဖြေတာနိုင်ဘူးဒါဆိုရင်တော့ဒီအခုလက်ရှိအသက်ရှင်နေတဲ့အချိန်တူလေးအတွင်းမှာတယောက်နဲ့တယောက်မေတ္တာတွေမျှပြီးတော့ခံစားမယ်ချစ်ချင်းမေတ္တာတွေနဲ့တယောက်နဲ့တယောက်မျှဝေခံစားနေမယ်ဆိုလို့ရှိရင်အခုလိုမျိုးခွဲခွာသွားတဲ့အချိန်မှာလေဖြေတာနိုင်သေးတယ်ဒါကြောင့်မို့နေ့မြင်ညပြောက်နေတဲ့ခေတ်ကြီးမှာတယောက်နဲ့တယောက်အမုန်းအာဃာတတွေမပွားဘဲနဲ့တယောက်နဲ့တယောက်မေတ္တာရှိထားပြီးတော့ပြောဆိုဆက်ဆံကြပါ